ကျွန်တော်အသက်36နှစ်နဲ့4လရှိပါပြီအဲ့တော့ဒီဗီဒီယိုမှာကျွန်တော် follower တွေမေးထားတဲ့မေးခွန်းတစ်ခုဖြစ်တဲ့ကျွန်တော်တို့ဒီအသက်30ကျော်လာရင်အမျိုးသားတစ်ယောက်အနေနဲ့ပေါ့နော်သူ့ရဲ့ခန္ဓာကိုယ်ရဲ့သူ့ရဲ့အသားရည်ရဲ့သူ့ရဲ့ lifestyle ရဲ့ပေါ့နော်ဒါကိုထိန်းသိမ်းဖို့အတွက်ကိုဘယ်လိုအကြောင်းအရာလေးတွေကိုလိုက်နာဖို့လိုသလဲဘယ်လိုမျိုး skin care ဖို့လိုတယ်ပေါ့နော်ဒီအကြောင်းအရာလေးတွေကိုကျွန်တော် share လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာအသက်30ကျော်လာရင်အမျိုးသားတွေပုံပြောင်းလာကြတယ်ပေါ့နော်သိတာပါတယ်ကျွန်တော်ငယ်ငယ်တော့ပုံစံမျိုးမဖြစ်တော့ဘူးဝါလာတယ်ခန္ဓာကိုယ်မှာအဆီတွေများလာတယ်ပြီးတော့နှစ်ဖူးတွေပြောင်းလာတယ်စသည်ဖြစ်ပေါ့လေပြီးတော့ဒီအသက်အရွယ်တွေကလုပ်ငန်းခွင်ထဲမှာရောက်သွားပြီဖြစ်တဲ့အတွက်ကိုစိတ်ပီစီမှုတွေများလာတယ်အိပ်ရည်တွေပြက်လာတယ်ဒါတွေရဲ့နောက်ဆက်တွဲအနေနဲ့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာရုပ်ရည်တွင်ပြင်ကငကိုထက်ကိုရင့်လာတယ်ဆိုတဲ့ပြဿနာတွေဖြစ်လာတယ်ပေါ့နော်အဲ့လိုတွေမဖြစ်ရအောင်ဘာလုပ်ရမှာလဲဆိုတော့လေကျွန်တော်ထွေထူးအရင်ထူးထူးခြားခြားကြီးလုပ်နေစရာတော့မလိုဘူးဒါပေမဲ့နံပါတ်1အရေးကြီးဆုံးကကျွန်တော်တို့အရက်စလိတ်ဒါတွေကိုကျွန်တော်တို့ကလုံးဝဖျက်ပစ်ဖို့လိုပါတယ်เนาะဒီဟာတွေကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဘယ်လိုပြောမလဲဗျာကျွန်တော်တို့ရဲ့ cell တွေကိုပို့ပြီးတော့အိုမင်းရင်ရော်စေတဲ့ထဲမှာအရေးကြီးဆုံးထဲမှာပါတယ်เนาะအရက်နဲ့စလိတ်ကိုကျွန်တော်တို့ဖျက်ပါနောက်တစ်ချက်ကျွန်တော်ညာဘက်အိပ်ရေဝအောင်အိပ်ဖို့လိုပါတယ်ကျွန်တော်ဒီဘက်ခေတ်မှာညာဘက်တွေမအိပ်ကြတာများတယ်ပေါ့နော်ညာဘက်ဆိုရှောက်လဲကြတယ်ဒါမှမဟုတ်လေညာဘက်ဆိုဖုန်းတွေသုံးတယ်ညာအိပ်ရည်တွေနေကြတယ်အိပ်ရည်ဝါရင်ပဲလူကတိတိတတ်တာကိုကြည်ကြည်လင်လင်နဲ့အသားရည်လည်းပို့ပြီးကောင်းပါတယ်နော်အိပ်ရည်ဝါအောင်အိပ်ပါပြီးတော့ရေကျွန်တော်အပြင်မှာတောင်းနေတဲ့ရေတွေတနေ့တာတောင်းနေတဲ့လက်ဖက်ရည်တို့ကော်ဖီတို့အချိုရည်တို့ energy drink တို့အကုန်လုံးကိုရက်ဖို့လိုပါတယ်ရေတစ်မျိုးတည်းတောက်ဖို့အတွက်ကို recommend ပေးခြင်းပါတယ်ပေါ့နော်အဓိကတော့ရေကိုတစ်နေ့ကို3 to 4 liter လောက်ပြေးဝအောင်တောက်အဲ့လောက်ဆိုရပြီတော့ကျွန်တော်အများကြီးထွေတူကြီးကျမ်းမိုင်နဲ့ညီညွတ်အောင်ဘလို့ collagen တွေတောက်ပါတယ်ဒါတွေမလိုသေးဘူးလောလောဆယ်ကျွန်တော်ခုနပြောတဲ့အကြောင်းအရာလေးတွေကိုပဲအဓိကလိုက်နာလိုက်ပြီးရင်ကျွန်တော်တစ်နေ့တာစားနေတဲ့အစားအစာတွေထဲမှာဆိုရင်ဥမာထားပါတော့ကျွန်တော်ထမင်းတစ်ပွဲစားတယ်ဆိုရင်တဝက်လောက်ကအစိမ်းရောင်ရှိတဲ့ဟင်းသီးရွက်တွေပေါအောင်စားကြံတဲ့တဝက်မှာဆိုရင်၄ပုံတစ်ပုံကအသားတွေစားကျန်တဲ့၄ပုံတစ်ပုံကတော့ကျွန်တော်တို့ဒီဆန်ပေါ့ဗျာဗမာပြည်မှာဆိုရင်เนาะဖြစ်နိုင်ရင်တော့ကျွန်တော်ဆန်စားကျွန်တော်ဆန်လုံးညိုလိုဟာမျိုးလေးတွေပေါ့เนาะဒီလိုမျိုးဂစီဓာတ်နည်းပြီးတော့ကျွန်တော်သွေးထဲမှာတကြားဓာတ်တက်တာကိုနည်းစေမယ့်ဟာလေးတွေစားပေးအဲ့လောက်ဆိုရင်ပဲတော်တော်ကြီးအဆင်ပြေနေပြီเนาะကျွန်တော်ရှောင်တင်တာရှောင်မယ်စားတင်တာစားမယ်အိတ်တဲ့ချိန်အိတ်မယ်ဒီလောက်ဆိုရပြီအဲ့ဒီဟာကိုလုတ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကဘာထပ်လုပ်ရလဲဆိုရင်လေ့ကျင့်ခန်းတစ်နေ့ကို9ဝက်45မိနစ်လောက်ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းခန္ဓာကိုယ်တစ်ခုလုံးသွေးလက်ပတ်မှုကောင်းအောင်ကျွန်တော်ချွေးထွက်ပြီးလန်းလန်းဆန်းဆန်းဖြစ်အောင်လေ့ကျင့်ခန်းတွေလုပ်ခုနကပြောထားသလိုမျိုးကျွန်တော်တို့အနေထိုင်ရဲ့စားတောက်လေးကိုအရင်ဆုံးဆင်ခြင်ကြည့်အဲ့လိုဆင်ခြင်ကြည့်လို့မှကျွန်တော်တို့ဒီခန္ဓာကိုယ်ကပြောင်းလဲလာတဲ့အခြေအနေ